ကီလိုတစ်ခွက်ဒီမှာဆိုရင်အေးကြီး73ပေးရပါတော့မြန်မာလူတွေဆိုရင်တောင်းဝဲကြတယ် Thank you bro အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မောင်နှမတွေကဆိုရင်ဒီဒူဘိုင်းကနေပြီးတော့ဟတ်တာကိုတွားရောက် level မှာဖြစ်ပါတယ်ကဲယတိကျွန်တော်အကိုတို့ဒီဟတ်တာကိုတွားရင်ဘယ်လောက်ကြာလဲဒူဘိုင်းကနေဆိုဒူဘိုင်းကနေဆိုရင်ဟတ်တာကိုတနားခွဲကားမောင်းပြီးတော့တွားရမှာပါတနားခွဲကြာပါတော့ကျွန်တော်မောင်နှမပြောပါတွားကြမယ်ဒါကတော့ကျွန်တော်ညီမလေးထွေးပါအားလုံးမင်္ဂလာပါဒီနောက်တစ်ယောက်ချင်းညီလေးတွားမဲ့လူတွေနဲ့မိတ်ဆက်ပေးပါမယ်ဒါတော့ဇာနီပါဗျဘိုးကလေးတွေထိမ့်မဲ့မိခင်ဖြစ်ပါတယ်ကျွန်တော်ချစ်ပို့ပါကဲရိုက်တဲ့လူတွေလည်းပြန်လှည့်လိုက်ပါဦးဒါကတော့အလုံးတော့ရဲ့တမီးရဲ့ချစ်ဖြစ်ပါတယ်ကဲအခုကျွန်တော်ခီးစဉ်စကြမယ်ဗျကျွန်တော်တို့လိုက်ကြည့်ပေးပါဦးဗျ Let's go ပါကဲခုတော့ကျွန်တော်ညီမမောင်တွေအားလုံးကဒီဟတ်တာကိုရောက်လာပြီပေါ့နော်ချားညီကိုမောင်တွေအကြောင်းလေလုံးအတွက်ပြင်ဆင်နေကြပြီကျွန်တော်ဒီဟတ်တာကိုအဓိကလာတော့ဟတ်တာကင်းဆိုရဲကျွန်တော်ကနူးလေလာပြီးတော့လေလာလောတာပေါ့နော်ချားအတီဗီရောဒီမှာဘာရှိတယ်တခြားကတော့ဘာရှိလဲဆိုရင်ဒီဘက်မှာဆိုရင်ဒီမှာဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေရှိမယ်ပေါ့နော်ရှူခင်းလေးဒီဘက်မှာဆို waterfall လေးရှိတယ်ဒီမှာဓာတ်ပုံရိုက်လို့လည်းလာတယ်ပြီးမှလို့ရှိရင်ဒီဘက်ပတ်ဝန်းကျင်မှာဆိုရင်လည်းဒီရှူခင်းလေးနည်းနည်းလာတော့ဓာတ်ပုံရိုက်လို့ကောင်းတယ်ပေါ့နော်ပြီးကြရင်အဲ့ဒီတောင်ပေါ်နဲ့တက်ပြီးသွားအောက်ဆင်းလိုက်လို့ရှိရင်ဒီလိုတဲ့နေရာလေးရှိဒီလိုပြီးတော့ဒီတောင်ကြားတွေထဲမှာဒီလိုတာပေါ့နော်အဲ့ဒါအရင်လာတယ်တပုံရိုက်လို့လည်းလာတယ်ရန်ချွေးလို့လည်းကောင်းတယ်ဒီစားနဲ့လာလို့လည်းကောင်းတယ်တကယ်ချင်းနဲ့လာလို့လည်းကောင်းတယ်ဒီမှာတော့ pass rule and regulation တွေကိုဒီမှာပြေဝင်ပြတွေ့ရတယ်ပေါ့နော်ဒီ UAE နိုင်ငံကိုလာပြီဆိုရင်တော့စီးကန်းလိုက်တာမျိုးကတော့အဓိကထားပြီးတော့ကျွန်တော်တို့ဒီလှုပ်ဆောင်အောင်မယ်ဒီများနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စီးကန်းရတော့အရေးကြီးပါတယ်ဗျဖိချစ်တယ်လို့ရေးထားတဲ့အတိုင်းပဲကျွန်တော်ဒီသွားစီးမဲ့နေရာရောက်ဖို့အတွက်ဒီမှာဖိချစ်တယ်လေးထားပေးထားတယ်ပေါ့နော်ဒီတော့ဒီကားလေးစီးသွားမှာဖြစ်ပါတယ်ကဲသွားကြစို့ ကျွန်တော် fish တဲ့နဲ့ဒီ7မိနစ်လောက်တက်လာပြီးတဲ့အချိန်မှာတော့ကျွန်တော်ဒီကနူးလေးလက်မှတ်ဝင်နေရရောက်ပြီးတော့เนาะဒီပေါ်မှာဆိုရင်တော့ coffee ဆိုင်တွေရော burger ဆိုင်တွေရောကျွန်တော်ဒီကန်ပေါက်တို့ရရဆက်တော့မျိုးစုံလည်းရှိရပါတော့ကဲကျွန်တော်ဒီလက်မှတ်သွားဝယ်ပြီးတော့ဒီကနူးလေးရှိတဲ့နေရာကိုသွားမယ်ဒီမှာတောင်ပေါ်ဖြစ်တယ်ပြီးတောင်တွေကဘေးနားဘက်လည်းမှာဝင်ထားတဲ့အတွက်ရန်အေးပြီးတော့မှတော်လေးကိုလေလို့ကောင်းတယ်ပေါ့နော်ဖိုးပေါ်မှာဆိုလည်းကျွန်တော်တောင်နေတဲ့ရှူရင်းတွေတော်တော်လေးကိုတားတယ်ကဲကျွန်တော်တို့လိုက်ချွေးပါဦး
那个医生说，我说。 ဒီမှာဆိုရင်တော့ Eagle Coffee ပေါ့နော်ဒါ cappuccino တစ်ခွက်ဒီမှာဆိုရင် AED 73ပေးရတယ်ပေါ့မြန်မာလိုလဲဆိုရင်တောင်းဝဲကြတယ်ဒီယူလေးက AED နဲ့ coffee လေးနဲ့ဆိုရင် 一般都是有人到水果生不出来拿出来就。为什么他今天没有说到那个说的原本到位了呀开玩笑跟他说的，然后他就说啊，OK 拜拜 Alguna cosa também um quilo de coco, esse é um ခုဆိုရင်ဒီမှာဆိုရင်ကျွန်တော်ဒီ double key ဒေစီကို AD 120ပေါ့နော် AD 120ဆိုရင်မြန်မာငွေဆိုရင်3သိန်းခွဲ3သိန်း6,000ဝန်းကျင်ရှိတယ်အချိန်ကတော့ unlimited time ဖြစ်တဲ့အတွက်ကျဲလောက်စီလို့ရဒီကောင်ကြီးပိတ်မချင်းကျဲလောက်စီလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းရေးထားရပေါ့နော်16နှစ်ဆိုရင် single KS ရမယ် double KS ဆိုရင် unit အောက်တွေပေးမရှိဘူးOkay ကျွန်တော်တို့လေးစီးဖို့စစ်လို့ရှားနေပြီဒီပေါင်းများစွာရှိရတဲ့ကျွန်တော်တို့ double KS ကိုစီးကြည့်မယ် Okay let's goဒီမှာဆိုရင်ကျွန်တော်တို့ပစ္စည်းပါလာတဲ့ပစ္စည်းလေးတွေတင်ဖို့အတွက်လောကလေးထားပေးထားတယ်တွေ့ရပါတော့နော်လောကလေးတွေ ထလိုက်တယ် တင်မယ်ဟောဒီပစ္စည်းလေး ထလိုက်တယ်ပြောလိုက်ပါဦး ဒီရောထားမှာကြာဒီမှာနည်းလေးတက်တော့လိုက်တယ်ရေပိုင်းနဲ့တော့မကင်ပြီးနေတယ်ပေါ့နော်တခါလဲကျွန်တော်ရောက်သွားမှာ 没人理那个呀。 အားလုံးပဲကျွန်တော်ဒီဗီဒီယိုကြည့်ရှုပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတဒါ